အားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်ဒီနေ့ညတော့စာရေးဆရာဇေယနာရမညာရဲ့အောင်မြတ်တာနဲ့ရွာလုံးကျို့အတိုက်ဆိုတဲ့ဗရဂံဘီယာဇလန်းလေးကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်ခင်ဗျာအတော်ပူတဲ့အညာတွေကွာရခက်ရတာနဲ့လန့်သေးတော့မယ်တောက်ရရဲ့စိတ်မရှိတဲ့လေတံကြောင့်အင်းရနှွေးကိုထပ်ပြီးရက်ခတ်နေတဲ့တက်ခိုင်ကသဘောကျစွာရဲလိုက်ပြီးငါတို့ကသာပူနေတာတို့ဆရာကတော့တိုမိုးစရဲ့အောက်မှာတရားထိုင်နေတာလှုပ်တော့မလှုပ်ဘူးဆရာရဲ့တမထာအားကအရန်ကောင်းတော့ကြောင်ဖြစ်မယ်အော်ဒါနဲ့ဒီဇရက်မှနေတာတပတ်ပြီးတော့မယ်နော်အချိန်မတင်သေးလို့ဖြစ်မှာပေါ့ကွာတက်ခိုင်ကစကားကိုလိုလိုရှင်းပြောပြီးမနက်ကခတ်ထားတဲ့တောက်ရီနဲ့မျက်နှာကိုပုတ်ခါပူလောင်မှုတံကိုအကာအကွယ်ယူနေလိုက်တယ်အတန်ကြတော့ဇရက်ပေါ်ကနေအရက်ဆယ်မျက်နှာကိုမြစ်တာဖို့အမြောက်ဝေတန်ကြားလို့ခေါင်းထောင်ကြည့်လိုက်ရာတရားဖြုတ်နေပြီဖြစ်တဲ့အောင်မြတ်တာကိုမြင်လိုက်ရတယ်တကိုယ်လုံးချွေးတွေရွှဲနေကြပါလားဟုတ်ပါဆရာရဲ့ဒီနေ့အညာတွေအပူကအတော်ကိုဆိုးလုံးပါလေဗျာငါတို့လည်းဒီနေရာမှာဆက်ပြီးတော့နေရာအောင်မနဲ့တူပါတယ်ဘာဖြစ်လို့လဲဆရာထူးခြားမှုမရှိလို့လားဟုတ်တယ်ဒီရက်ပိုင်းတွေမှာဘယ်ရက်တွေတောက်ကိုတွားရမယ်ဆိုတဲ့အာယုံမရဘူးဖြစ်နေတယ်မင်းတို့လည်းဒီဇရက်မှာတပတ်လောက်နေခဲ့ရပြီးပြီဆိုတော့နောက်တနေ့ရအောင်တွားကြရအောင်အောင်မြတ်တာစကားကြောင့်ငုံငိုင်ဖြစ်နေတဲ့တောက်ရခေါင်းထောင်လာပြီးဘယ်ကိုတွားကြမလဲဆရာခြေဦးတဲ့ရန်တွားကြတာပေါ့လွယ်ကြီးနဲ့ရေဘူးတွေထည့်လာခဲ့ကြတောက်ရတို့လည်းလွယ်ကြီးထဲကိုရေဘူးတွေထိုးထည့်ပြီးရနဲ့အောင်မြတ်တာတွားရဲ့နောက်ကိုလိုက်ပါတွားခဲ့ကြတယ်အမလေးပန်းမြကြီးငါ့ကိုတယောက်တည်းထားခဲ့ပြီလားနင်းတူရီကိုထိမ့်ပေးမယ်ဆိုအခုတော့ရုတ်တရက်ကြီးငါတို့အနားကနေဘာလို့ထွက်သွားရတာလဲမိမတယောက်ရဲ့အော်ဟင်းငွေယူတန်းကြောင့်လှဲ့မျက်ွက်ကွေးရနေရှောက်လာကြတဲ့အောင်မြတ်တာတို့ခြေလမ်းတွေရိုက်လိုက်ပြီးအတန်ကြားရဘက်ကိုကြည့်လိုက်ရာဝက်ကအလောင်းစင်ကိုထမ်းပြီးအာတုပပို့နေကြတဲ့လူအချို့ကိုမြင်လိုက်ရတယ်အလောင်းစင်ရဲ့အပေါ်မှာတော့မပန်းမြအသက်26နှစ်ဆိုပြီးရေးထားခဲ့တယ်ဟင်အောင်မြတ်တာကအာတုပပို့တဲ့လူထဲကိုကြည့်ပြီးအံ့ဩသွားဟန်ဖြင့်ရေရုံးလိုက်တယ်ဆရာဘာဖြစ်လို့လဲတက်ခိုင်မင်းအာယုံတွေကိုစူးစီးပြီးလူအုပ်ထဲကိုကြည်စမ်းဘာထူးခြားတာမြင်လဲအောင်မြတ်တာစကားကြောင့်တက်ခိုင်စိတ်ကိုမျက်လုံးနှလုံးကြားထဲစူးစီးပြီးကြည့်လိုက်ရာအာတုပပိုးတဲ့လူအုပ်ကြားထဲမှာတကိုယ်လုံးသွေးမရှိပဲဖြူရက်ပြူရဖြစ်နေတဲ့မိမ3ယောက်ကိုမြင်လိုက်ရတယ်ဆရာလူအုပ်ထဲမှာနနာဘာဝတွေရောထွေးနေပါလားဟုတ်တယ်တက်ခိုင်ဖြီယိုးပြစ်စင်အရာဆိုရင်နနာဘာဝတွေဟာလူတွေအနားရောက်လာရင်တော့အဝေးကိုထွက်ပြေးပြီးအုံအောင်ကြရတယ်အခုကြတော့လူတွေနဲ့ရှင်တွဲပြီးသွားလာနေတာအတော်ထူးဆန်းနေဆရာအခေါင်းစဉ်ကိုလည်းကြည့်အောင်တောက်ရစကားကြောင့်လူတွေထမ်းထားတဲ့အခေါင်းစဉ်ကိုကြည့်လိုက်ရာစပင်တွေကွေးကောက်ခါတကိုယ်လုံးမီးကျွမ်းထားသလိုမဲနေတဲ့တရေတစ်ကောင်ကအခေါင်းထဲမှာထည့်ထားတဲ့စမိန်တုပ်ကိုယူပြီးပလုတ်ပလောင်စားနေတာမြင်လိုက်ရတယ်ဒီအာတုပကတော့ထူးဆန်းနေပြီငါတို့အနေနဲ့ခီးသွားဟန်လွယ်လုပ်ပြီးစနီးနာကြည့်ရအောင်အောင်မြတ်တာတို့3ယောက်လေအာတုပပိုးတဲ့လူအုပ်ထဲကိုရုံးဝင်လိုက်တဲ့အချိန်ဖြူရဲပြူရောမျက်နှာနဲ့နနာဘာဝတွေရုတ်တရက်ဆိုသလိုဘေးမှာရှိတဲ့ခြုံတွေထဲကိုဒုံးဝင်ပြောက်ွယ်သွားခဲ့တယ်ဆရာအခေါင်းစဉ်ပေါ်ကတရေလေဆင်းပြေးပြီတက်ခိုင်စကားအဆုံးမှာစမိန်တုပ်ကိုကင်ပြီးခြုံထဲဝင်ပြေးသွားတဲ့အရင်မမဲတစ်ခုကိုမြင်လိုက်ရတယ်တင်ချိုင်းမြေကိုရောက်တော့အတင်တူးထားတဲ့မြေကြီးထဲကိုအလောင်းမချမီတရဏဂုံတင်းနေတဲ့အချိန်တက်ခိုင်ကအနားမရှိတဲ့လူတစ်ယောက်နားကိုသွားပြီးဒီကောင်မလေးကဘလို့ကြောင့်တည်ဆုံးသွားခဲ့တာလဲခမည်းတော်ရွာမှာလည်းတခါမှမမြင်ဘူးပါဘူးဘယ်ကလူတွေလဲကျုပ်တို့ကဇရက်ဒီမှာလိုက်ပြီးတော့အဋိဌံဝင်နေတဲ့သူတွေပါအခုလဲလမ်းသွားရင်အာတုပတွေ့ရနဲ့မတာတစ်ခေါက်ကြောင်းဆက်ကောင်းဆိုတဲ့စကားကိုစနီးနာပြီးလိုက်ပို့ပြီးတာပါခမည်းတော်ကအောင်လန်းစီရတွေတော့မဟုတ်ပါဘူးနော်ရွာကန်လူရဲ့စကားကြောင့်တက်ခိုင်ကလက်ဘင်းမှာဆွဲထားတဲ့ဖျားဆင်းနုပုံကိုပြလိုက်ပြီးဖျားစုမဟုတ်ရပါဘူးဗျာကျိန်ဆိုကျိန်ပြောရဲပါလေဒါဆိုရင်လည်းပြီးတာပါပဲဒီကောင်မလေးကမင်းညနေကတော့ရေကက်စင်းတာတွေးလိုက်သေးတယ်ညဘက်ရောက်တော့ရေတောင်းနေရင်တေသွားတာလို့သူ့မှပြောတာပဲဗျာရေတောင်းရင်းသေးတယ်ဟုတ်လားဟုတ်တယ်သူတို့အိမ်မှာလူသေးတာဒီတယောက်ပါရင်3လုံးရှိပြီပထမဒီကောင်မလေးရဲ့အဖေပိုးထီးလို့ဆုံးတယ်သူဆုံးလို့ရက်လဲတဲ့နေမှာပဲသူ့ရဲ့ခဲကိုအုံးမင်းဘော်ကပြုတ်ကြလို့ဆုံးနေ
သူရက်လက်ပြီးတဲ့ညမှာပဲဒီကောင်မလေးရည်သီးလို့ဆုံးမြန်ရောဗျာဟာခမားပြောတဲ့အတိုင်းဆိုအလောင်းကရင်အတိုင်းနဲ့တိုက်ထားတာဖြစ်နိုင်နေဘာတော့ဗျအလောင်းကရင်တိုက်ဆိုတာနေစမ်းမအောင်ခမားကအောင်လန်းစစ်ရမဟုတ်ရင်ဒီလိုအကြောင်းတွေကိုဘလို့သိရလဲအဲ့ဒီကိစ္စကိုအခုရှင်းဟင်းခမားနဲ့တော့ခတ်ပြီကျုပ်တို့ကနေတကာလှက်ပြီးပယောကလိုက်ကူပေးနေတဲ့ဆရာကြီးပါဗျာဒီပုံအတိုင်းဆိုရင်အဲ့ဒီအိမ်မှာနောက်တစ်ယောက်ထပ်သိနိုင်တယ်အလောင်းစင်တင်တဲ့ကရင်မှာခြေထောက်လေးချောင်းရှိသလိုတေသူလည်း၄ယောက်ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့လှုပ်ထားတာဖြစ်နိုင်တယ်ဟာဒုက္ခပါပဲဒါဆိုရင်ဘယ်လိုလုပ်ရမလဲရွာကန်လူရဲ့စကားအဆုံးမှာအမျှဝေတဲ့ကြေးစီတန်ထွက်ပေါ်လာတာကြောင့်စကားစာပြတ်သွားခဲ့တယ်အလောင်းမိချပြီးတဲ့အချိန်ခုနကလူပြန်ရောက်လာပြီးဒီကိစ္စမျိုးကတကယ်ရှိနိုင်လို့လားရှိနိုင်တာဗောဗျလှုပ်ထားတဲ့သူကတအိမ်လုံးကိုတစ်ချိန်နဲ့တည်အောင်မလုပ်တာပဲကျေးဇူးတင်ရမယ်ဒုက္ခပါပဲဗျာအခုချိန်မှာသွားပြောရင်လေကျုပ်ပြောတာကိုယုံမှာမဟုတ်ဘူးဒီလိုလုပ်ဗျာဆရာနဲ့ကျုပ်တို့ကိုရွာမှာတဲလို့ရအောင်ကူညီပေးဒီကိစ္စရဲ့ဇင်းမြစ်ကိုမရရအောင်ဖော်ထုတ်ပေးမယ်လို့ကတိပေးတယ်ဒါဆိုရင်ခင်ဗျားတို့၃ယောက်ကိုကျုပ်ရဲ့မိတ်ဆွေတွေလို့ပြောထားလိုက်မယ်တဲတာကတော့အိမ်မှာပဲနေကြပေါ့ကျုပ်အိမ်ကအကောင်ကြီးမှုတ်ပေမဲ့ဒီလိုတော့ရပါတယ်ဗျာကျုပ်တို့အတွက်ကကြောတခင်းစာနေရာရရင်အဆင်ပြေပါပြီတခုတော့ပြဿနာရှိနိုင်တယ်အိမ်မှာနေဖို့ဆိုရင်ကျုံမိမအတန်ကိုသိခတ်နိုင်မှရမယ်ဗျသူကစကားပြောမတတ်ပေမဲ့စိတ်ရင်းကတော့ကောင်းပါလေဒါနဲ့ခမည်းနဲ့မိကဘလို့ခေါ်လဲဟုတ်ပါဗျာစကားကောင်းနေရင်မိတ်ဆက်ဖို့မေးနေတာကျုံနဲ့မိကထွန်းညိုလို့ခေါ်တယ်မိတ်ဆွေတို့ကရောကျုံနဲ့မိကတက်ခိုင်မှာဒါကတော့တောက်ရဒါကတော့ကျုပ်တို့နှစ်ယောက်ရဲ့ဆရာအောင်မြတ်သားတဲ့အိမ်ရောက်လို့ကျုံမိမမေးရင်အဖိုးပေါ်ထုံအမျိုးတွေလူဖြေပြီးနော်ကျုပ်သဘောနဲ့ကျုပ်ခေါ်လာတာသိရင်ကြံပြစ်နေရအောင်မေးဗျဟဲအဖိုးပေါ်ထုံဆိုတာကဘာတူလဲဗျအဖိုးပေါ်ထုံဆိုတာဒီရွာရဲ့ပဲ့ကန်ရှင်ပေါ့ဗျာသူကြောင့်အနီးတစ်ဝက်ရွာတွေထက်ကျုပ်တို့ရွာကနှစ်စဉ်စံပြားစုရခဲ့တာကျုံမိမကအဖိုးပေါ်ထုံကိုအရန်လေးစားတာဒါကြောင့်ကျုပ်ပြောသလိုသာပြောကြဗျာဒါဆိုအဖိုးပေါ်ထုံကအခုရွာမှာရှိလားမနစ်ကရွာစုပွဲပြီးတော့တရားစခန်းမှာပဲနေတော့မယ်ဆိုပြီးထွက်သွားတာတကိုယ်တည်းလူပြိုကြီးဆိုတော့ပြုစုမဲ့သူလည်းမရှိဘူးလေထိုးညိုစကားဆုံးမှာမှတ်တိုင်ဆိုင်ပြီးပြန်လာကြတဲ့သူတွေကြောင့်စကားစာပြတ်သွားခဲ့ကြတယ်မြရင်ဝေးမြရင်အဲ့တဲ့ဒီပါလာတယ်ဟိထိုးညိုအတန်ကြောင့်သပင်ကိုတပတ်ရှို့ထုံးထားတဲ့အသက်40အရွယ်မိန်းမတယောက်အိမ်ထဲကနေထွက်လာခဲ့တယ်မထိုးညိုဘယ်ကအဲ့တဲ့တွေတုံးဘာကြီးပေါ်ထုံးကိုတွေ့ကျင်လို့ရွာကိုလာလဲချတာတဲ့ဘာကြီးကရွာမှာမရှိရနဲ့ခဏတဲလို့ရအောင်ခေါ်လာခဲ့တာမြားရင်ဆိုတဲ့မိန်းမကအောင်မြတ်တာတို့ကိုမျက်လုံးဝှေ့ကြည့်ပြီးရနဲ့ဒီတန်ချက်ချင်းပြောင်းသွားပြီးအဖိုးပေါ်ထုံးဧည့်သည်ဆိုတော့ကျုပ်တို့ဧည့်သည်ပေါ့ရှင်မထိုးညိုနေခင်းထိုင်ခင်ပြင်ပေးအောင်မိန်းမဖြစ်သူရဲ့စကားကြောင့်ငါထုံးညိုတယောက်အံ့ဩမှုများစွာနဲ့နေဖို့ပြင်ရင်အိမ်ငန်းထဲကိုဝင်သွားခဲ့တယ်တက်ခိုင်ကထုံးညိုအဖြစ်ကိုမြင်ပြီးရနဲ့တောက်ရဘက်ကိုလှက်ကအိတ်ကက်ထဲမှာထည့်ထားတဲ့စင်ဆက်ကူတရွက်ကိုထုတ်ပြလိုက်ရင်ဟင်းသာပုံမနှကောင်အင်းကိုစောင်းထားရင်လူချစ်လူခင်ပေါ်များတယ်ကွထိုကဲ့သို့ပြောကအိတ်ကက်ထဲကိုပြန်ထည့်ထားလိုက်တယ်ညနေဆောင်ရောက်တော့ရွာထဲကလူတွေအကုန်လုံးပြပန်းခမလှုပ်ရှားနေတာမြင်တဲ့တက်ခိုင်ကကိုထုံးညိုရွာမှာဘာဖြစ်လို့လူတွေဒီလောက်ပြာခတ်နေကြရလဲဘာမှမဖြစ်ပါဘူးဗျာညနေနေဝင်တရောဆိုဘသူမှအပြင်ကိုမထွက်ရဲလို့နေမဝင်ခင်လုံးရမယ့်ကိစ္စတွေကိုလုပ်နေကြတာပါအာတုဘအိမ်နဲ့များတက်ဆိုင်နေလို့လားတအိမ်နဲ့လူ၃ယောက်မသိခင်ညားတွေကဆိုရွာလမ်းမတွေမှာခွေးဥတယ်မပြတ်တာတတိထားမိတယ်အဲ့ဒီကိစ္စဖြစ်ပြီးရနဲ့လူတွေစက်တိုက်သေတော့တာပဲဒါကြောင့်ညာဘက်တွေဆိုရင်အိမ်ပါလုံး6ကတ်တိတ်ဆိတ်နေတတ်တယ်ထိုးညိုစကားဆုံးမှာအောင်မြတ်တာကကြေးပြားတစ်ခုကိုထုတ်လိုက်ပြီးဒီတံမြန်စမကိုအိမ်ဘဝမှာကတ်ထားပါအိမ်နာကိုမကောင်းတဲ့အရာတွေကတ်လို့မရအောင်ကူညီပေးလိုက်မယ်ထိုကဲ့သို့ပြောလိုက်တော့ထိုးညိုကကြီးပြားကိုယူကာအိမ်တက်စင်လှေကားတကားပေါ်မှာတန်နဲ့ရိုက်ကကတ်ထားလိုက်တယ်ဒီရွာမှာရွာတော်ရှင်နန်းနန်းကဘယ်နားမှာရှိလဲနန်းနန်းကရွာဝင်လမ်းကွေ့မှာရှိပါတယ်လမ်းချိုးနဲ့ကွယ်နေလို့လာတော့ကမမြင်လိုက်ရတာဒါဖြင့်ကျုပ်တို့ငကွန်းရှိတဲ့ဘက်ကိုသွားလိုက်ုံမယ်နေမွင်ခင်ပြန်လာခဲ့ပါမယ်
အေးစီစီသွားကြပါပြန်လာရင်စားဖို့ထမင်းမွဲပြင်ထားပေးပါမယ်အောင်မြတ်သားတို့လည်းထွန်းညိုနဲ့များရင်ကိုနှုတ်ဆက်ပြီးရွာတော်ရှင်ငကွန်းရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်မိနစ်နဲ့ငဲ့လောက်သွားပြီးတဲ့အချိန်မှာတော့အတန်အသင်ကြီးမားတဲ့ငကွန်းရှိရာကိုရောက်ရှိလာခဲ့ကြတယ်ငကွန်းထဲမှာတော့ဖျို့ဖျဲဖြစ်နေတဲ့ကြော်ပွဲအချို့နဲ့အဖြူနီဝစ်စုံဝစ်စင်ထားပြီးတဲ့ရုပ်ထုတစ်ခုကိုမြင်လိုက်ရတယ်ရွာတော်ရှင်ငကွန်းကတခုခုထူးဆန်းနေပါလားအောင်မြတ်သားကတီးတိုးရီကိုရင်ရုပ်ထုကိုကင်လိုက်ရာတတရုပ်ထုရဲ့မျက်လုံးတွေဖြက်ခနဲပွင့်လာပြီးမျက်တောင်တစ်ပြက်ပြက်ခတ်ပါလီယောရွာတော်ရှင်နဲ့တခုခုဖြစ်နေပြီထင်တယ်ငကွန်းတစ်ဝိုက်ကိုရှာကြည့်ထူးခြားတာတခုရှိလိမ့်မယ်တခိုင်တို့လည်းချက်ချင်းစွတ်သလိုငကွန်းအတွင်းပြင်ကိုလိုက်ရှာကြည့်ပေမဲ့မတင်ငါစရာအရေးရောက်မေမတွေ့ပြီအဲ့ဒီချိန်ရုပ်ထုနောက်ကျောဘက်ကနေမီလောက်ညော်နှံထွက်လာခဲ့တယ်အောင်မြတ်သားလည်းချက်ချင်းစွတ်သလိုရုပ်ထုနောက်ကျောကိုကြည့်လိုက်ရာအနီရောင်ဆေးနဲ့ရေးဆွဲထားတဲ့အင်းတစ်ခုကိုမြင်လိုက်ရတယ်လက်စတတော်ရွာတော်ရှင်ကိုလှုပ်ရှားလို့မရအောင်ချုပ်ထားတာကိုအောင်မြတ်သားလည်းရုပ်ထုနောက်ကျောမှာရေးထားတဲ့အင်းကိုဘယ်ဘက်လက်ဝါးနဲ့အုပ်ပြီးဂါရာတစ်ခုကိုရွှေလိုက်တော့မှရုပ်ထုထဲကနေနှုတ်ခမ်းမွေးဆဆနဲ့လူလက်ပိုင်းတစ်ယောက်ခုန်ထွက်လာခဲ့တယ်ကျေးဇူးတင်ပါတယ်ဆရာဒီကောင်တွေကျုပ်ကိုလှုပ်လို့မရအောင်ချုပ်ထားခဲ့တာကြောင့်ဘာမှမတတ်နိုင်ခဲ့ဘူးတင်ကရွာတော်ရှင်လားဟုတ်ပါတယ်ဆရာအခုရွာမှာဖြစ်နေရပြီတင်နဲ့သိမယ်လို့ထင်ပါတယ်ဘသူတွေကဒီလိုဖြစ်အောင်လုပ်ထားလဲကျုပ်ကိုပြောပြပါအောင်မြတ်သားစကားကြောင့်ရွာတော်ရှင်နှက်ကဖျို့ဖျဲဖြစ်နေတဲ့ကြော်ပွဲကိုလှမ်းကြည့်ပြီးလွန်ခဲ့တဲ့2လလောက်ကညသက်ကောင်အချိန်နန်းထဲကိုလူ3ယောက်ဝင်လာခဲ့တယ်သူတို့ကရောက်တာနဲ့ကျုပ်ရုပ်ထုအရှိမှရှိတဲ့ကြော်ပွဲကိုကန်ချပြီးရုပ်ထုကိုချီမန်းခွင်းနဲ့ဆွတ်ချလိုက်တယ်ကျုပ်လည်းချီမန်းခွင်းကြောင့်လှုပ်မရဖြစ်နေတဲ့အချိန်ပါလာတဲ့သူ2ယောက်ကရွာထဲကိုထွက်သွားခဲ့တယ်ကြံခဲ့တဲ့သူကကျုပ်ကိုခေါ်ပြီးဒီရွာမှာမောင်ပေါ်တွန်းရှိလာလို့မေးတယ်မောင်ပေါ်တွန်းဆိုတာဒီရွာကလူတွေလေးစားရတဲ့အဖိုးပေါ်တွန်းကိုပြောရလားဟုတ်ပါတယ်ဆရာသူတို့ကမောင်ပေါ်တွန်းမရှိရလဲသိရောကျုပ်ကိုချုံနှောင်ပြီးတော့ပြန်ထွက်သွားကြတယ်ဒါဆိုအခုရွာမှာဖြစ်နေတဲ့ကိစ္စတွေကသူတို့ရဲ့လက်ချက်ပဲပေါ့ဟုတ်ပါတယ်ဆရာသူတို့ကအတော့ကိုအစွမ်းထက်တဲ့အထင်မှာပါပါတယ်သူတို့ပြန်ကန်ဒီရွာဘက်ကိုလှည့်ပြီးတော့ပြောသွားတာရှိသေးတယ်သူတို့ကဘာပြောသွားကြရလဲသူတို့ပြောသွားတာကဒီပတ်ဝန်းကျင်မှာရှိတဲ့နန္နာဘာဝအစိမ့်တရေဖုတ်မှင်းစားတွေအားလုံးရွာထဲမှာရှိတဲ့သူတွေရဲ့အသွေးအသားကိုဘဝလင်လင်စားသုံးကြပါလို့ပြောသွားတာဟင်ဒါဆိုတစုံတယောက်ကိုရည်စူးပြီးလှုပ်တာမဟုတ်ပဲတရွာလုံးကိုတိုက်ထားတဲ့ရွာလုံးကျို့အတိုက်ပဲတက်ခိုင်မတမာသူတွေထပ်ပြီးမနှောက်ယှက်ရအောင်ဖျားရှိစုအင်းကိုငကွန်းအတွင်းပေါင်မှာကပ်ပေးထားလိုက်ပါတက်ခိုင်လေအောင်မြတ်တာစကားကြောင့်ရခင်စရက်မှာနေခဲ့စဉ်ကစီရင်ခဲ့တဲ့ဖျားရှိစုအင်းကိုကပ်ပြီးကရွာထဲကိုပြန်လာခဲ့လိုက်တယ်အိမ်ပြန်ရောက်တော့ကိုထိုးညိုတို့လင်မယားပြင်ဆင်ပေးထားတဲ့တက်တက်လို့ထမင်းဟင်းကိုစားတော့ပြီးအင်းရှိရန်တာမှာထိုင်နေတဲ့အချိန်ဘာတော်ရှင်နန်းနန်းဘက်ကနေခွေးဥတန်အချို့ကိုကြားလိုက်ရတယ်ဒီခွေးတွေကတော့အချိန်မှန်ဦးနေတော့တာပဲပြောရင်ကြက်သီးတွေတောင်ထလာပြီကိုထိုးညိုကလက်ကောက်ဝစ်ကိုပုတ်တက်ခါပြောလိုက်တဲ့စကားကြောင့်အောင်မြတ်သားတို့ရဲ့မျက်လုံးတွေလမ်းမပေါ်ကိုရောက်သွားခဲ့တယ်ဆရာတို့အပြင်မှာနေရဲပေမဲ့ကျွန်တော်ကတော့မနေရဲဘူးဗျကျွန်တော်တို့ကိုအားနာမနေပါနဲ့အထဲမှာဝင်လာလိုက်ပါဦးအောင်မြတ်သားစကားကြောင့်ကိုထိုးညိုအိမ်ထဲကိုဝင်သွားတဲ့အချိန်ခွေးဥတန်ကအိမ်ထဲမလန်းမကန်းကိုရောက်လာခဲ့တယ်ဆရာရွာတော်ရှင်နန်းမှာတခုခုဖြစ်နေပြီထင်တယ်ကျွန်တော်တို့သွားကြည့်လိုက်ရမလားမသွားနိုင်အောင်တက်ခိုင်းငါနှာခေါင်းထဲမှာလူသေးကောင်ပုံနှံတွေရနေတယ်အခြေအနေကိုအရင်အကဲခတ်ကြည့်ကြတာပေါ့ဆရာဟိုဘက်မှာလမ်းလျှောက်နေတာဘာကြီးလဲအောင်မြတ်သားလည်းတက်ခိုင်ညွန်ပြတဲ့နေရာကိုကြည့်လိုက်ရာစပင်ကိုဖားလျားချပြီးကြောပေးထားတဲ့လူရည်တစ်ခုကိုမြင်လိုက်ရတယ်ပြီးတော့မလန်းမကန်းမှလည်းငိမ်သက်စွာရပ်နေတဲ့လူရည်3-4ခုကိုထပ်ပြီးတော့မြင်လိုက်ရတယ်ဒီကောင်တွေကျွန်တော်တို့ရှိတဲ့ဘက်ကိုရောက်လာတာနဲ့ပြန်လှည့်သွားကြသလိုပဲသူတို့ကရွာထဲမှာလှည့်ပတ်သွားလာပြီးကန်နှိမ့်တဲ့သူတွေကိုစောင့်ကြည့်နေတဲ့သဘောပဲဒီကောင်တွေဘယ်နေရာမှာပျောက်ွယ်လဲဆိုတာသိရင်ရပြီအောင်မြတ်သားစကားမဆုံးခင်မှာပဲတောက်ရကဗရန်တာကိုခုန်ကျော်ပြီးအောက်ကိုပြေးဆင်းသွားတာမြင်လိုက်ရတယ်ဟာဒီကောင်တော့မပြောမဆိုနဲ့လှုပ်ပြန်ပြီတက်ခိုင်ကလွယ်ကိုကောက်တွေက
လေကားပေါ်ကနေပြင်းစင်းသွားတဲ့အချိန်အောင်မြတ်တာကခက်အေးပဲအိမ်ပေါ်ကနေဆင်းလာခဲ့တယ်တောက်ရဘာဖြစ်လို့လဲကိုနောက်ကလူလားဘလူးလားမသေးခွဲတဲ့အကောင်ကတပြေးပင်စိုက်ထားတဲ့အိမ်ပေါ်ကြော်ခွားတက်နေတာမြင်လို့ဆင်းကြည့်တာမင်းအမြင်မားတာများလားကွာမားစီရလားဆရာရဲ့ကျွန်တော်မျက်လုံးကအဲ့လောက်လည်းမစိုးသေးပါဘူးတက်ခိုင်နဲ့တောက်ရတို့စကားပြောနေတဲ့အချိန်အောင်မြတ်တာရောက်လာပြီးရွာထဲမှာနာနာဘာဝမျိုးစုံရောက်နေရပဲတောက်ရမြင်လိုက်တဲ့အကောင်ကခလေးတငယ်တွေကိုကြောက်လန့်အောင်ခြောက်ပြီးအစာတောင်းနဲ့တရဲပဲသူ့ထက်အန်ဒီရရှိတာကကန်နှိန်းတဲ့လူတွေကိုတေးအောင်လှုပ်ထားတဲ့အစီရင်ပဲဒါဆိုရွာကလူတွေသေးတာအစီရင်ကြောင့်မို့ဟုတ်တယ်ခုနကငါတို့မြင်လိုက်ရတဲ့နာနာဘာဝတွေကညားအချိန်ရောက်ရင်အစီရင်ထဲကနေထွက်လာပြီးဘယ်သူကိုဒုက္ခပေးရမလဲလိုက်ရှာကြတာအခုတော့ဘသူကိုခေါ်ရမလဲတွေးနေလောက်ပြီကျွန်တော်တို့ဘာလို့ပေးနိုင်မလဲဆရာလူတွေဒီတိုင်းသေးတာကိုတော့ကြည့်မနေနိုင်ဘူးဒါဆိုငါနောက်လိုက်ခဲ့ကြတက်ခိုင်တို့လည်းအောင်မြတ်တာခေါ်တဲ့နောက်ကိုလိုက်ခဲ့ရာရေနံစီမီးအိမ်မိန်လေးထွန်းထားတဲ့အိမ်တလုံးရှိကိုရောက်လာခဲ့တယ်ဆရာအိမ်နောက်ပြီးမှာမျက်စိလင်လိုက်တဲ့တောက်ရကအိမ်အနောက်ကအမှောင်လူတွေကိုလက်ညှိုးထိုးပြီးပြလို့ကြည့်လိုက်ရာလူနှလုံးကြားထဲမှာကောင်းညက်ပြီးထိုင်နေတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်ထူးဆန်းတာကထိုင်နေတဲ့လူရဲ့မျက်နှာတစ်ခုလုံးပြောင်ချောကြီးဖြစ်နေတာပဲတောက်ရစကားတန်ကြောင့်ဆောင်းကြောင်ထိုင်နေတဲ့လူရိတ်ကဖြက်ကနေပျောက်ကွယ်သွားတဲ့အချိန်အောင်မြတ်တာရဲ့နားထဲမှာဒီကောင်ကလူသေးရွေးတဲ့နာနာဘာဝပဲသူရှိတဲ့နေရာမှာအစီရင်တွေမြုပ်ထားတယ်ဆိုတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်မကြခင်မှာပဲလူရိတ်လူချေမတွေ့ရပဲရွာထဲမှာပပြေးနေတဲ့ခြေတံတွေအပြင်ခွေးရအချို့ရဲ့စူးစူးဝါးထိုးအောင်တဲ့အတန်တွေထွက်ပေါ်လာခဲ့တယ်အောင်မြတ်တာလည်းဖွင့်ထားတဲ့မျက်စိတွေကိုမှိတ်ပြီးစိတ်အလင်းကိုစူးစီးလိုက်ရာလမ်းမအတိုင်းပြေးထွားနေကြတဲ့အရွယ်ဆုံးတရံဆုံးနာနာဘာဝတွေကိုမြင်လိုက်ရတယ်ဒီကောင်တွေဘာကိုကြောက်ပြီးပြေးနေပါလဲဆိုပြီးတွေးနေတဲ့အချိန်တက်ခိုင်ကင်ထားတဲ့တရေဖန်အင်းစာရွက်ကလက်ထဲကနေရုံထွက်သွားပြီးနောက်ဆုံးမှပြေးနေတဲ့နာနာဘာဝတကောင်ရဲ့ကိုမာသွားကပ်ပါလီရောလက်ဆတတော်ဒီအင်းချောင်ထွက်ပြေးနေကြတာကိုတက်ခိုင်တို့လည်းတရေဖန်အင်းမှာမိနေတဲ့အကောင်သားကိုကပ်ပြီးကြည့်လိုက်ရာပါဇက်ကနေလောက်တီထွားဖွာကျနေတဲ့နာနာဘာဝတကောင်ကိုမြင်လိုက်ရတယ်ဆရာဒီကောင်ကိုဘယ်လိုလုပ်ရမလဲလွတ်ပေးလိုက်ပါတက်ခိုင်သူတို့ကအစာရလို့ရညာရွာထဲကိုဝင်လာကြတဲ့သူတွေပါအောင်မြတ်တာစကားကြောင့်ခြေရောလက်ရောချုပ်ထားတဲ့ကျိုးကြီးပြေးရောသွားခဲ့တယ်တင့်ကိုကျုပ်တို့ရံမပြုတ်ပါဘူးလွတ်ရကျိုးရကိုသွားပါထိုကဲ့သို့ပြောလိုက်တော့မှရွာပြင်ဘက်ကိုကြောက်တန်တကြနဲ့ထွက်ပြေးသွားခဲ့တယ်ဆရာခုနကအိမ်အနောက်မှာထိုင်နေတဲ့အကောင်ကဘာကောင်ကြီးလဲအောင်လန်းဆရာတွေလှုပ်ထားတဲ့အစီရင်တွေကတကောင်ပဲရွာထဲမှာရှောက်သွားနေတဲ့ကောင်တွေကဘာသာရေးအားနေတဲ့အိမ်ထဲကနေကန်နှိန်းသူကိုရွေးချယ်ကြတာခုနကမြင်တဲ့အကောင်ကကန်နှိန်းတဲ့သူတွေတည်နိုင်တဲ့အပြုတ်မှုလုပ်ဖြစ်အောင်လှုံ့ဆော်ပြီးတာပဲဒီကောင်တွေရွာထဲမှာပဲရှိမှတေးချတယ်ကျွန်တော်တို့လိုက်ရှာမှဖြစ်မယ်တက်ခိုင်စကားဆုံးမှပဲအောင်မြတ်တာကလွယ်အိတ်ထဲကနေအင်းချက်တစ်ခုကိုထုတ်ပြီးမီးရှို့ကလေထဲပစ်တင်လိုက်တယ်မီးလောင်နေတဲ့အင်းကလေထဲမှာတင်မီးကွင်းငွေ့တွေအဖြစ်ပြောင်းလဲသွားပြီးတရွာလုံးမှာနေရာလည်းမရှိအောင်ပြန့်နှံ့သွားတာမြင်လိုက်ရတယ်ဟင်ဆရာတုံးလိုက်တာပညာဆက်ပေါ်အင်းမဟုတ်လားဟုတ်တယ်တက်ခိုင်တရွာလုံးအစီရင်တွေပြန့်နှံ့နေတဲ့သဘောပဲတရွာလုံးအပြည့်လှုပ်ထားတဲ့အစီရင်ကဘာများဖြစ်နိုင်မလဲဆရာမတန်းတဲ့မြေကိုတုံးတဲ့အတိုက်များလားရုတ်တရက်ထွက်လာတဲ့တောက်ရစကားကြောင့်အောင်မြတ်တာနဲ့တက်ခိုင်တို့နှစ်ယောက်လုံးသတိရသွားပြီးတော်တယ်တောက်ရဒီအစီရင်မျိုးကမြေကိုအသုံးပြုပြီးတိုက်ထားတာပဲအခုမတန်းတဲ့မြေကတရွာလုံးအနှံ့ကိုရောက်နေပြီဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲတက်ခိုင်စကားအဆုံးမှာအောင်မြတ်တာကတပ်ပြင်းရှိတစ်ချက်ကိုချရင်အခုစီရင်ထားတဲ့အောင်လန်းဆရာတွေအတော်အစွမ်းတက်တယ်ဆိုတာလက်ခံရတော့မယ်ဘာလို့ဆိုတော့သူတို့စီရင်တဲ့မြေမုံတမုံတိုင်းမှာမကောင်းတဲ့တက်တွေကင်ရောက်နေတဲ့အတွက်တရွာလုံးမြေလှန့်ရင်တော့မလွယ်ကူနိုင်ဘူးဒါဆိုဘလို့နီးလန်းရှိနိုင်မလဲဆရာနီးကတော့ရှိကိုရှိရမယ်မဟုတ်လားနီးကတော့တစ်ခုပဲရှိတယ်အဲ့ဒါကတရွာလုံးမှာရှိတဲ့အိမ်တိုင်းပထန်းရွတ်ဖို့ပဲအိမ်တိုင်းပထန်းရွတ်ဖို့ကြတော့ဘသူ့ကိုပြောခိုင်းရမလဲကျွန်တော်တို့ကသစိမ်းတွေလीပြောလို့ရပါမလားအဖိုးပေါ်ထုံးကိုပဲအကူညီတောင်းရတော့မှာပေါ့အောင်မြတ်တာစကားကြောင့်တက်ခိုင်နဲ့တောက်ရတို့လက်ဖြောက်တီးလိုက်ပြီးဟုတ်တယ်ဒီလိုကိစ္စကအဖိုးပေါ်ထုံးလုံးမရမှာ
မနက်မိုးလင်းတာနဲ့အဖိုးပေါ်ထုံးရှိတဲ့နေရာကိုမေးပြီးသွားခေါ်ခဲ့မယ်ဆရာမင်းတို့သွားခေါ်တဲ့အခါရွာမှာဖြစ်နေတဲ့ကိစ္စတွေကိုနားလည်အောင်အရင်ရှင်းပြပါငါလည်းရွာမှာလှုပ်ရှားရှိတာလှုပ်ထားလိုက်မယ်ဒီလိုနဲ့အောင်မြတ်တာတို့ဆရာတပည့်တွေတာဝန်တည်တည်ခွဲယူပြီးအိမ်ပြန်လာခဲ့လိုက်တယ်မနက်မိုးလင်းတော့တောက်ရနဲ့တက်ခိုင်ကအဖိုးပေါ်ထုံးရှိတဲ့နေရာကိုမေးပြီးထွက်သွားတဲ့အချိန်အောင်မြတ်တာကရွာမှာကြံခဲ့တယ်နှစ်ရက်လောက်ကြာတော့ရဟန်းဝစ်ထားတဲ့အဖိုးပေါ်ထုံးနဲ့အတူတက်ခိုင်တို့ပြန်ရောက်လာခဲ့ကြတယ်အဖိုးပေါ်ထုံးပြန်ရောက်လာပြီဆိုတဲ့သတင်းကြတာနဲ့ကိုထုံးညိုတို့အိမ်ကသတင်းလာမေးသူတွေနဲ့ပြေးသွားခဲ့တယ်အဖိုးပေါ်ထုံးကလည်းအောင်မြတ်တာတို့ပြောထားတဲ့အတိုင်းရွာသားတွေကိုခေါ်ပြီး9ရက်တိတိတရွာလုံးအိမ်တိုင်းအိမ်တိုင်းည9နာရီထိုးတာနဲ့ပထမ်းရွတ်ရမယ်ဆိုတာပြောတော့မရွတ်တတ်တဲ့သူတွေနဲ့ရွတ်တတ်တဲ့သူတွေအကြားမှာကြွက်စီဖြစ်လာခဲ့တယ်ဒါပေမဲ့အဖိုးပေါ်ထုံးကိုကြောက်ကြတဲ့အတွက်မရွတ်တတ်တဲ့အိမ်တွေမှာရွတ်တတ်တဲ့သူတယောက်စီလိုက်ဖြစ်ရတဲ့အခြေအနေဖြစ်လာခဲ့တယ်ဒီလိုနဲ့ပထမ်းစရွတ်တဲ့နေ့မှာပဲမတန်းတဲ့မြေဒီမှာဆွဲကပ်နေတဲ့နနာဘာဝတွေနေစရာမရှိတော့ပဲပထမ်းအာနာဇတ်နဲ့ကင်းလွတ်ရာရွာပြင်ကိုထွက်ပြေးကြပါလိကို9ရက်မြောက်နေ့လေရောက်ရောရွာထိပ်ကိုလူစိမ်း3ယောက်မယောင်မလဲနဲ့ရောက်လာခဲ့တယ်ငါတို့အစီရင်ကိုဒီအဖိုးကြီးဖျက်ပြန်ပြီမျက်နာမှာကြောက်ပေါက်မာရီအဖွေသာဖြစ်နေတဲ့လူရဲ့စကားကြောင့်ဘေးမှာထိုင်းနေတဲ့လူကရွာတော်ရှင်နံပါတ်ကိုလှည့်ကြည့်ပြီးရွာထဲမှာဆရာ3ယောက်ရောက်နေတယ်လို့လည်းကြားတယ်သူတို့လို့ရွာတော်ရှင်တော်ငါတို့စကားကိုနားမထောင်တော့တာမြင်နေမလားဒီတရွာလုံးရဆရာမရှိအောင်လုပ်ဖို့ထက်အဖိုးကြီးနဲ့ဟို3ကောင်ကိုအရင်ရှင်းဖို့ကအရေးကြီးတယ်လူ3ယောက်ရဲ့ကျိန်းဝါတန်တွေကိုတစ်ပင်ကွာကြားမှာထိုင်ပြီးနားထောင်နေတဲ့သူတူရှိနေခဲ့တယ်အောင်မြတ်တာတို့လည်းအဖိုးပေါ်ထုံအကူကြီးနဲ့ပထမ်းရွတ်ခိုင်းပြီးပထမ်းတကူကြောင့်ရွာထဲကနေထွက်ပြေးလာတဲ့နနာဘာဝါတွေကိုရွာပြင်မှာစီးချထားတဲ့ကွင်းထဲမောင်းသွင်းပြီးပညာပေးပုံတွေနဲ့လူစင်း3ယောက်ရဲ့အဖွဲနဲ့ခက်ခက်ခဲခဲရင်ဆိုင်ပုံတွေကိုတော့အောင်မြတ်တာနဲ့လက်ဝဲမော်ကိုင်းဆိုတဲ့နောက်လာမဲ့ဇလန်းမှာဆက်လက်အားပေးနားဆင်ကြပါအောင်ခင်ဗျာဟုတ်ကဲ့စာရေးဆရာဇေယနာရမညာရဲ့အောင်မြတ်တာနဲ့ရွာလုံးကျို့အတိုက်ဆိုတဲ့ပရဂံဘီယာဇလန်းလေးကတော့ဒီမှာတင်ပဲပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာ